ပိုင်းသုံးလေးရဲ့အစမှာတော့ယောဂီမနေ့ကကုညီလိုက်ရဲ့သူရဲ့ကောင်းစာကီကဆက်စီယာတို့အိမ်ကိုသွားနေခဲ့ပါတယ်။ယောဂီကလည်းသူရဲ့ရှိရဖြတ်သွားခဲ့တဲ့စာကီကိုကြည့်နေခဲ့ပြီးတော့သူလည်းဆက်စီယာကိုကြိုက်နေရတာဆိုပြီးတယောက်တည်းလည်းတွေးလွန်နေရပါတယ်။စာကီနဲ့ဆက်စီယာရဲ့ဖြစ်သွားတဲ့ပုံစံကြည့်လိုက်ရင်လည်းတယောက်တည်းစိတ်ကျုံနေခဲ့တဲ့အချိန်မှာစာကီကစိတ်ညစ်နေတဲ့ပုံစံနဲ့အိမ်ထဲကနေပြန်ထွက်လာတာကိုလည်းတွေးလိုက်ရပါတယ်။ယောဂီကလည်းစီကံမာလေးကိုစာကီကဘာလာလွတ်သွားလဲလို့မေးနေပါတယ်။စီကံမာလေးကလည်းစာကီကဟန်ပီစီကိုလာသွားဆိုပြီးပြောပြလိုက်ပါတယ်။ဒီရက်ကမှာတော့ယောဂီလည်းဟန်ပီစီကိုရောက်လာပြီးတော့စာကီကဖွံ့ဖြိုးသွားတယ်မလားမေးရောအဖြစ်ပြန်ပေးလိုက်လားဆိုပြီးမေးလိုက်ပါတယ်။ဟန်ပီကလည်းမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ယောဂီကလည်းဟန်ပီကစာကီကိုမတိုက်ဘူးလို့ထင်နေခဲ့လို့ဟန်ပီကလည်းမကြိုက်တာမဟုတ်ဘူးမဖြစ်နိုင်တာလို့ဆိုပြီးထွက်သွားပါတယ်ယောဂီကိုပွဲရလည်းစာကီနဲ့ဟန်ပီတို့ရဲ့အတောင်းကိုလည်းဆွေးနွေးနေကြပါတယ်စာကီကစိတ်သားကောင်းတာမို့ဟန်ပီနဲ့လည်းလိုက်ပတ်တဲ့အကြောင်းလည်းပြောပြလိုက်ပါတယ်နောက်တစ်ခါမှတော့ယောဂီကလည်းစုံစားရုံကန်းကြီးကိုရောက်လာပြီးတော့ခွမ်မန်ကိုလည်းလိုက်ရှာနေခဲ့ပါတယ်ခွမ်မန်မသိတော့ဘေးကကောင်မလေးကိုမေးကြည့်လိုက်ပြီးတော့စေယုံမှာဆိုတာတိသွားတော့ယောဂီကလည်းစေယုံကိုလည်းလိုက်လာရပါတယ်စေယုံမှာတော့ခွမ်မာနဲ့လည်းတွေးနေရပြီးတော့ဘာဖြစ်တာလဲလို့မေးတော့သူ့ရဲ့မိန်းမကိုစိတ်ဆိုးအောင်လုံးပြီးလို့ဆိုပြီးပြောပြပါတယ်ယောဂီကလည်းအော်သွားခဲ့ပြီးတော့သူလည်းရှင်းပြမှုလုပ်လိုက်ပါတယ်တကယ်တမ်းမှာတော့သူကမင်္ဂလာနှစ်ပတ်လည်နေ့မှာသူ့ရဲ့မိန်းမအတွက်ဆွဲကြိုးသွားရွေးနေခဲ့ပြီးတော့နေ့ကနေညအထိရိုးရခတ်နေခဲ့ကစိုင်းချင်းကလည်းမောင်းထုတ်လိုက်ပါတယ်ဒီလိုနဲ့သူကလည်းဒီတိုင်းပြန်လာခဲ့ရရင်လည်းအဲ့ဒါကိုသူ့ရဲ့မိန်းမကလည်းမင်္ဂလာနှစ်ပတ်လည်နေ့ကိုသူကမေ့သွားရထင်နေပြီးတော့ဒီလိုပြအောင်လုပ်ခဲ့ရဆိုပြီးလည်းပြောပြပါတယ်အဲ့ဒီချိန်မှာခွမ်မာရဲ့မျိုးသမီးကရောက်လာခဲ့ရကြောင်းခွမ်မာကလည်းအချစ်လေးလို့ခေါ်လိုက်တော့မျက်နှာကိုလည်းတစ်ချက်လည်းပိတ်ကန်တာလည်းခံလိုက်ရပါတယ်တကယ်တော့ခွမ်မာရဲ့မျိုးသမီးဖြစ်သူကဆက်စီယာတို့အိမ်ကအိမ်ကူပဲဖြစ်ပါတယ်နောက်ပိုင်းမှာတော့ယောဂီကလည်းစေယုံကနေပြန်လာနေနဲ့ခွမ်မာတို့လင်မယားကိုလည်းအားကြနေခဲ့ကသူနဲ့ဆက်စီယာကလင်မယားပြစ်သွားရင်ဆိုပြီးတော့တွေးချင်ရတယ်လည်းရှောက်တွေးနေခဲ့ပါတယ်ဒါပေမဲ့လည်းတစ်ဖက်မှာတော့စာကီကတော့အခန်းထဲမှာတယောက်တည်းလည်းတိတ်ပြီးတော့ကြေကွဲနေခဲ့ပါတယ်တကယ်တမ်းမှာတော့စာကီကဟန်ပီကိုလူဆိုးရအနိုင်ကျင့်နေရအောင်လည်းတွေးလိုက်ရပါတယ်အားကြောင့်ကဲတင်ပေးလိုက်ပြီးတော့ဟန်ပီကလည်းသူ့ရဲ့အနောက်ကနေကျေးဇူးတင်ပါလို့လည်းပြောလိုက်ပါတယ်အဲ့ဒီချိန်တော့ဟန်ပီကိုလည်းတေချာတစ်သွားပြီးတော့ကြွေသွားခဲ့ရပဲဖြစ်ပါတယ်ယောဂီကလည်းစာကီကိုအားပေးနေလိုက်ရင်းနဲ့သူလည်းစာစီယာကိုသဘောကျနေကြောင်းမှပြောပြလိုက်ပါတယ်ဒီလိုနဲ့ပဲသူတို့ကလည်းသူတို့သဘောကျနေခဲ့သူတွေကိုလက်ဆောင်ဝယ်ပေးဖို့တော့လည်းထွက်လာခဲ့ကြပါတယ်ယောဂီကလည်းသူဟိုတနေ့ကဆက်စီယာကိုပေးမဲ့ဆွဲကြိုးလေးကိုပြန်သွေးလိုက်တော့ဒါကိုပဲလက်ဆောင်ပေးဖို့တော့လည်းလှုပ်လိုက်ပါတယ်နောက်တော့သူတို့လည်းယူကီနဲ့တွေ့သွားပြီးယူမီကလည်းယူကီကိုဆက်စီယာတဲ့လက်ဆောင်လာဝယ်ပေးမဲ့လည်းတိသွားပြီးတော့ဆာကီကတော့ဘသူတော့လဲဆိုပြီးမေးလိုက်ပါတယ်နောက်တော့ယောဂီတို့လည်းဆိုင်မှာထိုင်လိုက်ကြပြီးတော့ယူမီကယောဂီတို့စကားတွေပြောနေခဲ့ပေမဲ့ယောဂီတို့ကတော့အစားတွေကိုပဲလှိမ့်ပြီးတော့စားနေခဲ့ပါတယ်ယူမီလည်းဆက်စီယာရဲ့အကြောင်းကိုပြောမယ်လို့ပြောလိုက်မှယောဂီကလည်းသူ့ရဲ့စားတာကိုရက်လိုက်ပြီးတော့ပြောပါလို့ပြောပါတယ်ယူမီကလည်းဆက်စီယာစိတ်ကြီးတဲ့အကြောင်းပြောပြနေလိုက်ရင်းနဲ့ယူကီကိုလည်းဂီယူဆိုင်လို့လည်းတတိပေးလိုက်ပါတယ်ပြီးတော့သူတို့နဲ့ဆိုးနဲ့တိုက်ခိုက်ခဲ့တဲ့အကြောင်းပြောပြနေခဲ့ပြီးတော့နဆိုးဖေးတဲ့နဆိုးလက်အောက်ငယ်တာပို့ပြီးစွာကြည့်ရလို့လည်းပြောပါတယ်အဲ့နဲ့ဆိုတာသူတို့မတက်ပန်နဲ့အပြင်ဘက်ကိုပြန်လွတ်ပေးပြီးတော့ဆေးလည်းပြန်ကူတာပေးတဲ့အကြောင်းပြောနေခဲ့ကယောဂီကလည်းသူ့ကိုပြောနေခဲ့တာဖြစ်တာကြောင့်တော်တော်လေးကိုလည်းတရုပ်ဆောင်ပြနေရပါတယ်အဲ့ဒီချိန်မှာယူမီကလည်းသူလည်းတူပဲဘန်ကိုရှင်းနေတဲ့အကြောင်းလည်းရင်ပွင့်လိုက်ပါတယ်ယောဂီတို့နှစ်ယောက်လည်းဆက်စီယာနဲ့တွေးဖို့ရောက်လာခဲ့ပြီးတော့ဆက်စီယာတို့ရဲ့အိမ်ကိုရောက်နေခဲ့လူကတ်တို့ကိုလည်းတွေ့လိုက်ရပါတယ်ယောဂီလည်းစာကီကိုမိတ်ဆက်ပေးလိုက်ပြီးတော့လူကတ်နဲ့စာကီတို့လည်းတယောက်တယောက်ကြည့်နေပြီးတော့အမြင်မကြည့်လည်းဖြစ်နေခဲ့ကြပါတယ်အဲ့ဒီချိန်မှာဟန်ပီကိုတွေ့လိုက်ရတာကြောင့်လူကတ်ကလည်းစာကီကိုဟန်ပီရဲ့နာကိုတွားဖို့အတွက်လည်းတွန်းပို့ပေးလိုက်ပါတယ်ဟန်ပီရဲ့နာကိုရောက်လာပြီးတော့တငယ်ချင်းဖေးလို့ရမလားဆိုပြီးလက်ဆောင်လေးလည်းပေးလိုက်ကဟန်ပီကလည်းတငယ်ချင်းဆိုတာတော့လက်ခံလို့ရတယ်လို့ပြောလိုက်ရင်းနဲ့ပဲဘာသာလို့လိုပဲဖန်ဆောင်ထဲမှာလည်းပိတ်မိနေခဲ့ပါတယ်ကိုယ်က anime လေးဖြစ်တာကြောင့်အပိုင်းသေးလေးတင်တိုင်းကြည့်လို့ရအောင် channel ကို subscribe လေးလုပ်တော့ပေးကြပါဦး